He's heading to the roof. တကယ်ရိုက်ချင်တာအဲ့လိုမျိုးတွေ fighting အဲ့လိုမျိုးရိုက်ချင်တာ အကျဉ်းသားပဲ ကျန်းစား fight ချင်တာအဲ့လိုအားကြတယ်ငငယ်တဲ့အဲ့လိုကားတွေကြည့်ပြီးတော့ကြီးလာတာဆိုတော့တကယ်ရိုက်ချင်တာအဲ့လိုမျိုးရိုက်ဖြစ်တာတမျိုး drama တွေရိုက်ဖြစ်တာမဖြစ်လာဘူးလို့မပြောနိုင်ဘူးနော်ပြင်မာလေးရိုက်ချင်တဲ့ခါကျတော့လောလောဆယ်ရိုက်ခွင့်မရသေးတဲ့ခါကျတော့ AI နဲ့အရင်ချိုးပြီးတော့ကိုယ့်ရုပ်ကဘယ်လိုလေးထွက်လာမလဲပေါ့နော်ငါအဲ့ AI နဲ့ fight တယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲပေါ့နော်ဆိုတော့စမ်းကြည့်တာဟုတ်တယ်ကျွန်တော်အဲ့လိုဖြစ်မှာဆိုလို့လေအဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်ဇက်တိုက်ကိုအဲ့လိုနိုင်ငံခြား fighting တွေအဲ့လိုမျိုးတွေတင်ဇက်တိုက်တင်ပေးတာတော့ကျတော့အစ်စ်ထင်နေမှာဆိုလို့လေကိုကလည်းဒီလောက်ကိုလုပ်တဲ့သူလူပညာသမားလည်းဖြစ်တဲ့စတီးဆောင်လည်းဖြစ်တဲ့ခါကျတော့တော့တကယ်ရိုက်နေတယ်လို့လည်းထင်သွားမှာဆိုလို့လေနော်အဲ့လိုမျိုးလည်းဖြစ်သွားမှာဆိုလို့ကျွန်တော်ဇက်တိုက် AI ဆိုတာကိုကျွန်တော်သိအောင်လို့တမင်ဇက်တိုက်တင်ကြည့်နေတာ ဒီနေ့ကတော့ Therapred ရဲ့ product launching event လေးပေါ့နော်ကျွန်တော်ဖိတ်တဲ့အတွက်ကျွန်တော်လာပြီးတော့တက်တာပါခင်ဗျာကျွန်တော်ဒီ Therapred ကိုဒီပွဲမတိုင်ခင်ကျွန်တော်တစ်လလောက်ကြိုးပြီးတော့ပတ်ပါတယ်သုံးတဲ့ခါမှာဒီဘာထူးခြားမှုလေးရှိလဲဆိုတော့ကျွန်တော်ကတော့ mind mix ကိုသုံးတာပေါ့နော်ဘာထူးခြားမှုလေးရှိတဲ့ခါကျတော့သူကအရသာအရသာဆိုတဲ့ငုံလိုက်တဲ့ခါမှာအရန်ကြီးပြင်းတဲ့ဟာမျိုးဆူးရှာတဲ့ဟာမျိုးနောက်ပြီးတော့ဆက်တာမျိုးမရှိဘဲနဲ့တော့ပျော့လေးဖြစ်တယ်နောက်ပြီးတော့ green နဲ့ကအဲ့လို fresh ဖြစ်သွားတယ်အဲ့ feeling မျိုးခံစားရတယ်နောက်အဲ့တက်ပို့ပြီးတော့ထူးခြားတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့စက်တုံနေတွေစားမိသွားတာရှိရလေအဲ့လိုစားမိသွားတဲ့ဟာမျိုးကိုအဲ့ဒါညငုံထားလိုက်လို့ရှိရင်မနေ့ကျလို့ရှိရင်ဘာအနက်မှမရှိအဲ့ဒါတော့တော်တော်ဟိုအရန်အဆင်ပြေတယ်အဲ့ feeling လေးရပါတယ် ice ပေါ့နော် ice mint လည်းကျွန်တော်သုံးတယ် mind mint လည်းတစ်ခုသုံးတယ်ကျွန်တော်တို့ ice mint ကတော့ပို့ပြီးတော့ကျွန်တော်နဲ့ပို့ပြီးတော့ကြိုက်တယ်ပေါ့နည်းနည်းအေးလေးပေါ့လေဒီမှာတော့အရသာပျော့လေးဆိုတဲ့အခါကျတော့အရန်ကြီးသူ့ရဲ့ဟာကိုဗဇက်ကိုရမ်းမမျောလင့်ထားဘူးဒါပေမဲ့တော်တော်ကိုအဲ့လို fresh ဖြစ်တဲ့ feeling ကိုလည်းရတယ်အနံ့ဆိုးတွေအားလုံးကိုတက်တာတဲ့ feeling မျိုးရအခုဒီကျွန်တော်တို့ဒီအဓိကရောင်းတဲ့ဆိုင်တွေလွယ်ကူလေးဝယ်လို့ရတယ်ပါပြီဒါပေမဲ့ဝယ်တဲ့ခါမှာတော့အထူးသတိပေးချင်တာတော့ဈေးကွက်ထဲမှာလည်းအတူပါတယ်ရှိတယ်လို့ပြောကြပါတယ်အဲ့တော့ hologram ပါတဲ့ဟာလေးကို sticker ပါတဲ့ဟာလေးကိုသတိထားပြီးတော့မှဝယ်စေချင်တယ်အရင်အရေးကြီးတာပေါ့ကိုယ်နဲ့ကိုသတိထားနေတာကျွန်တော်တို့ကတရုတ်ဆောင်တဲ့ခါမှာအချင်းချင်းအနိကပ်ပြီးစကားပြောရတာရှိတယ်တရုတ်ဆောင်တဲ့ခါမှာတော့မဟုတ်ပါဘူးကျွန်တော်ပြင်ပဒီသွားလာလူတွေကြားထဲမှာသွားလာပြောဆိုဆက်ဆံနေရတဲ့အခါမှာလို့က green နဲ့တန့်ရှင်းနေမှာကိုယ်နဲ့ကိုဒီလိုမျိုး fresh ဖြစ်တဲ့ feeling လေးဖြစ်နေမှသာလေ confidence ကလည်းအလုပ်လုပ်တဲ့ခါမှာပြည့်စကားပြောတဲ့ခါမှာပြည့်ယုံကြည်မှုကတော်ဝက်စိတ်ချပြီးတာဖြစ်တာလေเนาะအဲ့တော့အဆိုတွေကအမှုပညာရှင်တွေတော့ဒါကတော့ဖြစ်မနေမြဲအဆောင်လေးသုံးသင့်တယ်လို့ကျွန်တော်တို့ recommend ပေးချင်တယ်။ကျွန်တော်ညစောစောမျက်နှာသစ်သွားပက်ပြီးတာနဲ့အဲ့ဒါလေးကိုသုံးထားလိုက်တယ်ဆိုလို့ရှိရင်မနေ့ကျလို့ရှိရင်ဘာမှဂရင်းနဲ့မှကိုမရှိဘဲနဲ့အနံ့ဆုံးမရှိတာပေါ့လေအနံ့ဆုံးမရှိဘဲနဲ့ကိုအဲ့လိုလန်းဆန်းတဲ့ feeling ကိုရပါတယ်။ action တွေကတော့ချနေတာပဲပြန်လာပါပြီအခုကနောက်ပိုင်းကျရင်အေးစစ်စစ်လေးတွေပဲတင်တော့မယ်။ He's heading to the roof. မိုက်တယ်လေမိုက်ဘူးလား မိုက်တယ်နော်ရိုက်ထားသလိုစစ်တိုင်းပဲဟုတ်တယ်ဒီမှာတော့ကျွန်တော်ကအဲ့လိုပေါ့AI မှန်မသိတာအောင်ဆိုပြီးတော့မှအဲ့လို location တွေကိုအဲ့လိုချက်ဟိုပေါ့ AI မှန်မသိတာအောင်တင်မလို့ပဲဒါပေမဲ့ AI မှန်သိတာပါစီတော့ဆိုရင်နိုင်ငံခြား location တွေနဲ့တင်တာဒါက AI နဲ့မတူဘူးဆိုပြီးတော့ပြောကြတာလေကျွန်တော်စမ်းနေတာပါအဲ့ဒါလေးတွေလေစမ်းနေတာကိုဖြစ်ချင်တာလေးတွေကိုစိတ်ကူးယဉ်ထားတာလေးတွေကိုစမ်းနေတာစမ်းရင်းနဲ့ပဲအခုကျွန်တော်တို့ကျွန်တော်မှအဲ့ team လေးရှိပါတယ်အဲ့ team လေးနဲ့ကျွန်တော်အဲ့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်အလုပ်လေးလုပ်ဖြစ်နေပါတယ် I'm the only one who can stop this. တကယ်ရိုက်ချင်တာအဲ့လိုမျိုးတွေ fighting အဲ့လိုမျိုးရိုက်ချင်တာအကျဉ်းသားပဲကျန်းစား fight ချင်တာအဲ့လို
အားကြတယ်ငငယ်တဲ့အဲ့လိုကားတွေကြည့်ပြီးတော့ကြီးလာတာဆိုတော့တကယ်ရိုက်ချင်တာအဲ့လိုမျိုးရိုက်ဖြစ်တာတမျိုး drama တွေရိုက်ဖြစ်တာမဖြစ်လာဘူးလို့မပြောနိုင်ဘူးเนาะပြင်မာလေးရိုက်ချင်တဲ့ခါကျတော့လောလောဆယ်ရိုက်ခွင့်မရသေးတဲ့ခါကျတော့ AI နဲ့အရင်ချိုးပြီးတော့ကိုယ့်ရုပ်ကဘယ်လိုလေးထွက်လာမလဲပေါ့နော်ငါအဲ့ AI နဲ့ fight တယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲပေါ့နော်ဆိုတော့စမ်းကြည့်ရမ်းကျင်တယ်စိတ်ကူးထဲမှာဖြစ်ချင်တာတွေအကုန်လုံးသူ့ကိုအဲ့လို prompt တွေနဲ့ခိုင်းတဲ့အခါမှာအကုန်လုံးကိုထင်ထားတာတဲ့ပို့ပြီးကောင်းတဲ့ result တွေထုတ်ပြီးတော့ကောင်းကလေးပုံမယ်နောက်ပြီးတော့ဒီခါဒီ AI နဲ့ပတ်သက်တဲ့ commercial လေးတွေလည်း product commercial လေးတွေကျွန်တော်တို့အခုစပြီးတော့လုပ်ဖြစ်နေပါပြီဒါဆိုတခြားနိုင်ငံတွေမှာလည်းလုပ်နေကြပြီဆိုတော့ကျွန်တော်ကတော့ sign လုပ်ရင်းနဲ့ပေါ့ product commercial လေးတွေစလုပ်ဖြစ်တယ် break ကတော့ချောတယ်လို့ပြောတယ် အပြင်ရတဲ့ပူချောနေတယ်အခုကျွန်တော် AI ရဲ့ညီချိုးကောင်ကိုသဘောကျတယ်ကိုကြိုက်ဟာချိုးလိုက်လား လုံးဝစမှု yes မှုဖြစ်ပြီးတော့ကိုဟာကိုတော့ပြန်အံ့ဩယူရလောက်เนาะ AI ရဲ့လှုပ်ဆောင်ချက်ကြီးသူဘာကြိုက်တယ်လဲဆိုတော့သူသိတယ်ဒါပေမဲ့ဖန်တီးတဲ့သူကအရေးကြီးပါတယ်။ create လုပ်တာတော့ကျွန်တော်ရဲ့ team ရှိပါတယ်။သူကဖန်တီးတာဆိုတော့သူ့ကို prompt တွေရေးပြီးတော့ဖန်တီးရတဲ့အခါမှာနည်းနည်းလွဲတာနဲ့သူကအဲ့လို AI ရုပ်ထွက်သွားတာမျိုးရှိတယ်။အဲ့တော့အတက်နိုင်ဆုံးကျွန်တော်တို့ကသဘာဝနဲ့ဒီဆောင်ဖန်တီးကြည့်တာပေါ့။ဟုတ်တယ်ကျွန်တော်အဲ့လိုဖြစ်မှာဆိုလို့အဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်ဇက်တိုက်ကိုအဲ့လိုနိုင်ငံခြား fighting တွေအဲ့လိုမျိုးတွေတင်ဇက်တိုက်တင်ပေးတာတော့ကျတော့အစ်စ်ထင်နေမှာဆိုလို့လေကိုကလည်းဒီလုပ်ကိုလုပ်တဲ့သူလူပညာသမားလည်းဖြစ်တဲ့ skill ဆောင်လည်းဖြစ်တဲ့ခါကျတော့တော့တကယ်ရိုက်နေတယ်လို့လည်းထင်သွားမှာဆိုလို့လေเนาะအဲ့လိုမျိုးလည်းဖြစ်သွားမှာဆိုလို့ကျွန်တော်ဇက်တိုက် AI ဆိုတာကိုကျွန်တော်သိအောင်လို့တမင်ဇက်တိုက်တင်ကြည့်နေတာဟုတ်ကဲ့ကျွန်တော်တို့မကြခင်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာကြံလည်းရောက်ရှိတော့မှာဖြစ်ပါတယ်အဲ့တော့ပြည်သက်ကြီးအားလုံးပဲစိတ်သစ်လို့တင်းတဲ့မြစ်သစ်မှာစိတ်အကြမ်းမှဒီကိုယ်ချမ်းချမ်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ပါပေးပါခင်ဗျာ